နေ့ကျွန်တော်တို့မစ္စတာတရားမှာဉာဏခဲ့ရတဲ့ကျန်စကားလေးတွေကိုအောက်ရှိခြင်းနဲ့ကျန်စကားလေးတွေကမေတော်ရဲ့အခါကဏ္ဍကိုဘယ်လိုများကျွန်တော်တို့ကိုတွင်တင်ပေးတယ်ဆိုတဲ့အချက်ကလေးကိုတွန်းချက်ခွဲပြီးမှအောက်ဆိုချင်ပါတယ်ကဲဖြစ်တော့ဟာသူရဲ့ပြုကျော်တဲ့နာစတဲ့ပြုကိုပြန်သွားတဲ့အခါမှာသူ့ကိုလက်စာဖတ်လို့ကောင်းလာတဲ့ကားပြီးတဲ့အခါမှာ prophet ဒေဆရာဟောထားတဲ့ကျင့်ချက်ကိုသူ့ကိုပြလိုက်တယ်အဲ့မှာသူဖတ်တဲ့အခါမှာဟောရဖြားတဲ့ကိရိမင်းတော်ကြီးဟာအပေါ်၌ရှိတော့အကြောင်းမူကားစင်သားတော်ဟာဘုမျိုးဆရာတဲ့ကောင်းကိုဟောပြောစေခြင်းမှာဘုတော်တွေငါ့ကိုစီးပြလေ့ကျင့်တော်ထုံလုံးခံရတော့သူတို့ဘာလွတ်လွတ်ချင်းကိုဒီငယ်ရတဲ့မျက်စိမမြင်တော့သူတို့ကမျက်စိလေးကိုပေးတာဒီနေ့ခံရတော့သူတို့ကကယ်တင်ခြင်းမှာတော့ဟောရဖြားပြီးငါ့ကိုပေးသိပြီးလာပြီးတော့ဆိုတဲ့ကျန်စကားကိုဖတ်လိုက်အဲ့လေဖတ်ပြီးတော့ထိုင်လိုက်လူရိယကြည့်လိုက်ကိုလည်းပြန်ပြောလိုက်မင်းတို့ကျဲတဲ့အတိုင်းဒီကျန်စကားပြဆိုပြီးဆိုတော့လူရိယအော်ပြီးပြောတယ်လို့နဲ့အော်ပြီးမှမရှုံနိုင်ဘာတော့လဲသက်သက်တာမဟုတ်လားမာရိယာကမဟုတ်လားဒီမရှုံနိုင်တဲ့လူနဲ့ဖြစ်သွားတယ်တို့တော်လည်းဒီကျန်စကားကိုကျွန်တော်ထောက်ရှုရင်းနဲ့ကျွန်တော်တို့ဒီကနေ့ရက်နေပြန်သွားတဲ့အခါမှာကျွန်တော်တွေ့ဘာမြင့်ဒီကျန်စကားကပြောနေတယ်ဆိုတဲ့အချက်ကိုအင်ပြန်သွားတဲ့အခါမှာလက်ချီပလာမဟုတ်ပဲနဲ့လူကပတ်တော်ရဲ့အသက်ပေးတဲ့အချက်ကလေးတစ်ခုတစ်ခုနဲ့ပြန်သွားစီခြင်းနံပါတ်1အနေနဲ့ဒါရှင်တို့နေတော့အားဖြင့်ပေးတဲ့ပေးတယ်ဆိုတဲ့စီလိုချင်းပေးတဲ့မင်္ဂလာပေးခြင်းစီလိုချင်းဆိုတဲ့အနည်းငယ်လေးကိုအနေငယ်ပြောချင်ပါတယ်ဒါရှင်တို့နေတော့ကိုပြတော်အပေါ်မှာဆင်းသက်ပြီးမှသူဟာခမဲတော်ကနေမှဒါရှင်တို့နေတော့သူ့ကိုပေးတဲ့မင်္ဂလာပြီးတော်မူတယ်ဆိုပြီးမှဟောထားတယ်ဘာအတွက်လဲဆိုတော့ဆင်းရဲသားတဲ့လူတရင်ကုန်ဟောဖို့မမြင်တဲ့လူတွေကိုမြင်မြင်စီဖို့စသည်စသည်အားဖြင့်လုပ်ငန်းတောင်းဝန်နဲ့ဝေးပါလာတွေ့ရတယ်အဲ့ဒီတော့စီလိုချင်းခါလိုက်တာနဲ့ဝိနည်းတော်အားဖြင့်စီလိုချင်းခါလိုက်တာနဲ့အလကားညီလို့မရတို့ခင်များအလကားညီလို့ကိုမရတော့လို့စီကတပုတ်တကောင်းချင်းနဲ့ဝေးပါလာဝိနည်းတော်ကသူ့ကိုပေးတဲ့ပြီးတော့စီလိုချင်းလဲပြီးတော့သူ့မှာလို့စီကတားစီရပဲအဲ့တော့ကျွန်တော်တို့ဘဝမှာလည်းအဲ့ဒီလိုပဲဒါပေမဲ့ကျွန်တော်တို့ဘဝမှာပြောခင်မှာမေတော်သခင်မကိုဘလို့များစီလို့ချင်းခံရတယ်ဆိုတဲ့အချက်တွေကိုပထမဆုံးထောက်ခုချင်းတယ်မေတော်သခင်မဟာကျွန်တော်ကခလို့ချက်ခါချင်းခါကဲ30ဟာ38မှာဒါရှင်တို့နဲ့တော့ဟာသူ့အပေါ်မှာဆင်းသက်ပြီးမှအမင်းစတော့ဖျားရတဲ့တကူတော့ဒီဆိုတော့ဟာသူ့အပေါ်မှာအပြည့်အဝရှိတယ်ဆိုပြီးမှဘုံကင်ကမန်ကောင်ရဲကမန်အမိတော်ပြန်လိုက်ဒါကြောင့်မေတော်တခင်မဟာလေကခိတော်လိုပဲသူရဲ့သူ့အပေါ်မှာဝိနည်းတော်ပြဆက်တက်တာနဲ့တကယ်တည်းသူကအနှွက်တဲ့ person ဝိနည်းတော်အပြင်စီလိုချင်းခါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီတော့သူစီလိုချင်းခါတဲ့ဆိုလို့ရှိရင်မာတာဝင်ပြရှိနေတယ်သူ့လုံငန်းတော်ဝင်ကပါတယ်အခုနောက်ခရစ်တော်ကိုတကယ်ပြကနေမှာစီလိုချင်းပြလိုက်တာနဲ့သူ့မှာတာဝန်ကမနေတော့စေသားတွေကိုလင်ကုန်ဟောဖို့အချို့သားတွေကိုလွတ်မြောက်စေဖို့မျက်စိမမြင်တဲ့လူကိုမျက်စိမြင်တော့ပြန်လို့ဖို့စရပဲကဲတင်ချတဲ့ကိုဟောပြောဖို့ကဲတင်ချင်းကိုကြီးညာဖို့စတဲ့ကဒီတာဝန်ဝတ်တရားတွေနဲ့ပါလာတယ်ခုနေ့လည်းကောင်းတယ်နေတော့တခင်မဟာလေဒါရှိတော့နေတော့သူအပေါ်မှာဆက်တက်ပြီးမှချားကဲဘုကုံတော်ကသူ့ကိုလွယ်ပို့ထားတဲ့တကယ်တည်းသူဟာဝိနည်းတော်အပြင်စီလို့ချခံရတဲ့ပုဂ္ဂိုလ်အနက်တဲ့ person ဖြစ်လာတဲ့အတွက်ကြောင့်သူ့ရဲ့တာဝန်ကပါတယ်ဆိုတော့ကယ်ရင်ချင်းကိုပြီးမယ်ဒီဆိုတော့ကိုပြီးမယ်ဒီဆိုတော့အရင်အဖြစ်ဖြစ်တဲ့ကယ်ရင်ရှင်ဖြစ်တဲ့သားတော်ကြောင့်တော့ကတဲ့ကိုဝိပါပြီးမယ်ဒီပေါ်ပြီးမယ်တာဝန်ဝတ်တရားမှာသူ့မှာအပြည့်အဝရှိလာတယ်။တစ်ဖက်ကလည်းပြည့်မယ်ဆိုလို့ရှိရင်တော့ဒီဆိုတော့အပေါ်ကိုသူ့လောကသားတွေပြီးဖို့ရမှာသူ့မှာတာဝန်နဲ့ဝတ်တရားပါလာတယ်။ဒါကကျွန်တော်တို့ပြီးလို့မဟုတ်ဘူး။တကယ်အတဲ့တော့ကသူ့အတဲ့တော့တာဝန်ပြီးလို့မဟုတ်ဘူး။ဘယ်နဲ့တော့ပြတာသူ့ကိုစီလို့လိုက်ချင်တာပဲစီလို့လိုက်ချင်တာပဲစီနဲ့လေးချင်လိုက်ချင်တာပဲခမဲတော်ပြကမေတော်မာရဘယ်နဲ့တော့ပြားနဲ့စီလေးချင်ချင်တာပဲပြားတွေကပြီးတဲ့တာဝန်ဝတ်တရားဖြစ်တယ်။ဒါကြောင့်ဒီတော့ဝတ်တရားအချင်းမဆုံးကလောကမှာရှိတဲ့လူတွေအားလုံးကိုတားတော်စကနေရှိတဲ့မြတ်တားတော်ပိုင်ဆိုင်တဲ့မြတ်ကြီးစိုးတော်ကိုလူသားတွေကိုပြီးကမ်းမှု
ဘုရားကသူ့ကိုပေးထားတာအဲ့ဒါသူ့တာဝန်သူ့တာဝန်ကြည့်ဖို့သူ့တာဝန်သူ့တာဝန်မကြည့်ဖို့ဆိုရင်ဘုရားနဲ့တူအချစ်ရှင်တို့တော်လည်းပဲသူဟာသူ့တာဝန်ကြည့်ဖို့ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ဆိုတာကျွန်တော်တို့ကျမ်းစာထဲမှာဟောလို့ရှိရင်အများကြီးတွေ့ရတယ်အဲ့ဒီတော့ပေါ်တဲ့ဆက်ကသူရဲ့စာချုပ်တော်ကိုပြမေရောနဲ့ပတ်သက်တဲ့စာချုပ်တော်ကိုဖြစ်တဲ့မာရီယာစကူတူဆိုတဲ့1974မှာထုတ်ပြန်တဲ့စာချုပ်တော်ထဲမှာဘယ်လိုရှိထားတယ်ဆိုတော့အမြဲတော်ဖျားပြီးမိမိအလိုတော်ရှိတဲ့အတိုင်းကြောက်ထားတော့တခင်မမေတော်တခင်မဖြစ်တဲ့အနေအစင်မာရီယာကိုဝိညာဉ်တော်နဲ့ဆင်းရဲခြင်းရှင်းတာဖြစ်ဝိညာဉ်တော်ကနေမှဘိဒနာတော်မူတဲ့စူကြီးစွာအပေါင်းကိုလည်းတို့ကိုအနှိမ့်ထုံဖို့ခဲ့တယ်လောကမှာတဆုံတအုပ်ကိုမြပြီးချင်းမပြုတ်တဲ့စူကြီးစွာအားလုံးကိုဝိညာဉ်တော်နဲ့ပြုတ်ရတဲ့ဒီစတော်နဲ့ပြုတ်ရတဲ့အခေမဖြစ်တဲ့ဒါတော်ရဲ့မိခင်ဖြစ်တဲ့မာရီယာကိုတက်ခဲ့တယ်ဆိုပြီးမှဘောဒဆစ်ကရှင်းတာထားခဲ့အဲ့ဒီတော့ဒီနေ့မေတော်တခင်မရဲ့စီလူချင်းခံရတယ်ဝိညာဉ်တော်ပဲစီလူချင်းခံရတဲ့အပေါ်မှာဒီလုံငါတာဝန်ကြီးမားတဲ့လုံငါတာဝန်ကပထမအဆုံးကတားတော်ဖျောက်ကိုမေးပေါ်ပြီးဖို့တာဝန်ကြီးမားဆုံးရပြီးတဲ့တာဝန်ဒုတိယအနေနဲ့ကြီးစုတော်လည်းကြီးစုတော်အပေါ်ကိုပြထားတဲ့အတွက်ကြောင့်အဲ့ဒီကြီးစုတော်တွေကိုတားတော်ဖျားကနေရရှိတဲ့ကြီးစုတော်တွေအားလုံးကိုလူသားတွေထပ်ဆင့်ပြီးမှပြေဖို့တရားခါနဲ့မှတာဝန်ပေးဒါကြောင့်စီကြောချင်းခံတဲ့အချိန်မှာကျွန်တော်တို့ကဇီရိုချင်းတဲ့ခါလေးခံရပါတယ်ဇီရိုချင်းခံတဲ့ခါမှာကျွန်တော်တို့ကညာပြတဲ့ကာဝန်တွေဝတရားဆိုတဲ့ခါလေးတွဲပါဒါကြောင့် unwanted လို့ပြောလိုက်တဲ့ဟာအင်္ဂလိပ်နဲ့ unwanted လို့ပြောလိုက်တဲ့ဟာကတပည့်ကနေပြောလို့ဆိုရင် consecrated နဲ့လည်းနည်းနည်းခက်စင်စင်အနည်းပဲဆက်လို့ယူမဖြစ်တာတွေ့ရတယ်တပည့်ကနေပြော separated လို့လည်းပြောလို့ရတယ်ဒီအတိုင်းခွဲခြားခြင်းခံရပြီးပါရှားတဲ့အတွက်အမှုတော်ဆောင်ရမယ်ရှားတဲ့မီရှင်တို့ကတာရှားတဲ့အတွက်ဒါနာပြုရမယ့်ပုဂ္ဂိုလ်ဖြစ်ဒီချက်ကိုရွေးချယ်ရွေးလို့ခံရတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးကလည်းဒီကြောချက်ခံတဲ့အချိန်မှာစီလုံးချက်ခံရတယ်ဆိုတဲ့ဟာကရှားတဲ့အတွက်အမှုတော်တစ်ခုတော့လို့ဆောင်ရတယ်ဆိုတဲ့ဒါဝန်တော့တရားကိုဝယ်ပြီးပါလာ။ဒါပေမဲ့တယောက်နဲ့တယောက်တူချင်မှတူကံခင်းတော်ရဲ့စီလုံးချက်ခံရခြင်းအပြင်တွေ့တာဝတ္တရားကကဲတင်ချက်လုံးကသူကိုယ်၌ကကဲတင်ချက်ဖြစ်ဖို့လူသားအားလုံးဖြစ်တဲ့ဖို့မေတော်တခင်မရဲ့စီလုံးချက်ခံရခြင်းအပြင်ဒါတကယ်ပြတဲ့တာဝန်ကတော့ကဲတင်ချက်ပြီးတဲ့ပုဂ္ဂိုလ်ကိုမေးဖွားပြီးဖို့ရဲ့ကဲတင်ချက်ပြီးတဲ့ချင်းတားတော်စကနေတဲ့ချင်းဆိုတဲ့လူသားကိုမြောက်ဝေပေးဖို့ဒီကတာဝန်နှစ်ခုအရိယာမေတော်ပါတာကျွန်တော်တို့အားလုံးဟာလည်းမေတော်လိုပဲကျွန်တော်တို့ဟာလည်းခရစ်တော်လိုပဲစကြောချင်းခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးကအတွေ့အကြုံလုပ်ခေါ်တဲ့ဇီရိုချင်းတဲ့ခါနဲ့ခါရတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မေတော်လိုပဲခရစ်တော်လိုပဲကျွန်တော်တို့မှာဖျားပေးတဲ့တာဝန်ဝတ္တရားဆိုတာရှိတယ်အဲ့ဒီတာဝန်ဝတ္တရားကိုကျွန်တော်တို့သိပြီးမှတာဝန်ကြီးအောင်ယူဆနေမှကျွန်တော်တို့မေတော်ဝတ္တနာတရာဂျီနီယိုချင်းဟာပို့ပြီးမှအနစ်ပဲပြေဆုံးပြီးမှပို့ပြီးမှအနစ်တာရတဲ့ရှိမှဖြစ်တယ်John Bodas second, Sing John Bodas second, Danta John Bodas second ကသူရဲ့ catechesis စတဲ့လေဆိုတဲ့စာထဲမှာ1979မှာထုတ်ပြန်တဲ့စာထဲမှာဘာပြောတယ်လဲဆိုတော့မေရိုခင်မရဲ့စသောရှင်နာဖြင့်ကျွန်တော်တို့ပုံမှာဖျားတဲ့မိဒနာနဲ့ဒီနေ့ချင်းဆိုတော့ဟာကျွန်တော်တို့မမြင်လက်နိုင်လောက်တော့ညားတဲ့အတွက်စိတ်တက်သွားခြင်းနိုးသွားခြင်းနိုးထခြင်းဆိုတဲ့ဒီဆိုတော့များကိုကျွန်တော်တို့ကိုပေးသလားအထုတစ်ဖြစ်တရားနဲ့ပတ်သက်လို့သင်ကြားခြင်းပြီးလာခြင်းထောက်ဆိုခြင်းတမန်ကျမ်းစာကိုဖတ်ဆိုခြင်းအဲ့ဒီနေရာမျိုးမှာပူပြီးမှဘင်းထန်တဲ့ဂျေဇုတော်ဟောအားရှိတဲ့ဂျေဇုတော်နဲ့ငါတို့ကိုဖြစ်စင်းပြီးလို့ရှိတယ်ဒါဟာမေတော်တခင်မရဲ့အလိုလားဆုံးအတောင့်တအဆုံးကျွန်တော်တို့အစီကဒီမှာအတောင့်တအဆုံးပဲဖြစ်တယ်မေတော်တခင်မစီကနေမှာမေတော်တခင်မရဲ့ကျေဝံစုတောင်းပေးခြင်းအပြင်ဘုရားတခင်ကကျွန်တော်တို့ကိုတန်ဆွမ်းနေတော်ဘုရားကိုစီလို့တယ်အဲ့ဒီတန်ဆွမ်းနေတော်ဘုရားကကျွန်တော်တို့ကိုဘာပြီးတယ်လဲဆိုတော့တမန်ကျမ်းစာကိုဖတ်ဆိုခြင်းနဲ့ဆန္ဒပြည့်ပြည့်တဲ့ဆန္ဒ
出多少钱？别别的三呐，但是我点价钱的三呐，点别钱的三呐，那些别对，等你呀么等你呀嘛，啊老老别钱的三呐股，都瓜是的，都差是的，都抓是的，俺那就不能是跟他比。哎咯，ကျွန်တော်တို့မေရဝဒနာတရာကြီးညိုချင်တာဖြင့်ဒီအချက်တွေကိုကျွန်တော်တို့ဘယ်နှခါမြကျွန်တော်တို့ဘောမှာတကယ်ပဲကျက်စာဖတ်တဲ့ဆန္ဒဘယ်နှခါမြပြက်ပြက်ပြီးမှမနေနိုင်မထိုင်နိုင်တော့ကျက်စာဖတ်တဲ့ဆန္ဒရှိခဲ့ဖို့တည်းဆိုတာကိုဟာနဲ့ကိုပဲမြည်ကြည့်ကြမရှိသေးဘူးဆိုလို့ရှိရင်ဒီနေ့အစတော့ဒီနေ့အစရပါဒါကြောင့် Pope 16ကဘယ်လိုတကယ်မှလည်းပတ်သက်လို့ပြောတယ်မှာ The library of God is the Virgin Mary တကယ်ဘုရားရဲ့စာချုပ်တိုက်ကမေရိုမာယာဖြစ်တယ်နှုတ်ကပတ်တော်သူမိယာစာချုပ်တိုက်ကမေရိုမာယာဖြစ်တယ်မေရိုမာယာနဲ့ပေါ်တဲ့ပုဂ္ဂိုလ်ကတမန်ကျင့်စာကိုမလိလာခြင်းပြမနေနိုင်ဘူးတဲ့ဘုရားမင်းကြီးကမေတ္တိကတော့ပြောတာပဲကျွန်တော်တို့ဘောမှာဘယ်လိုအခြေအနေရှိလဲဆိုတာပုဂ္ဂိုလ်ကိုတော့စမ်းကြည့်ပြီးမှမြည်ကြည့်ပြီးမှကျွန်တော်တို့ပုဂ္ဂိုလ်ကိုပြီးခွင့်ထုတ်ရပါမယ်အပြေလည်းခွင့်ကိုထုတ်ရမယ်သူကထုတ်ပြီးလို့မရဘူးဓမ္မနည်းအနေနဲ့ဘုရားချက်အနေနဲ့ဘုရားဘုရားစကင်ကနေမှာသူရဲ့မေရိုနဲ့ပတ်သက်တဲ့စာချုပ်ကိုပြတဲ့ Moriaris ဒီနေ့သားတယ်ဆိုတဲ့စာချုပ်တော်ထဲမှာနံပါတ်3မှာပါပြောထားတယ်ဆိုတော့မေရိုတကယ်မှဟာတန်ရှင်းတဲ့တော်ရဲ့ဝဲမှုချင်းအဖြစ်လူအားဖြင့်မဖြစ်နိုင်တဲ့အရာကိုတရားအားဖြင့်ဖြစ်နိုင်တဲ့ဆိုရလက်ခံနိုင်စွမ်းနဲ့ additional စွမ်းတို့မှရှိတယ်အဲ့ဒီအရာကဘယ်ကနေကြတယ်လဲဆိုတော့ခုနကျွန်တော်တို့ကျမ်းစာပထမဒီ gospel ကျမ်းစာထဲမှာဖတ်တယ်အနွေးတဲ့ဇီရုချင်းဇီလင်းချင်းချင်းခံရတယ်ဆိုတဲ့ဘုန်းတော်ရဲ့ပြည့်ပေါ်မှာဆက်တဲ့ပြီးမှာဘုန်းတော်ရဲ့ပြေဝရှင်းလာပြီသူဘဝတစ်ခုလုံးဘုန်းတော်ရဲ့ပြေဝရှင်းလာပြီသူကအကယ်ပြည့်ဇီရုချင်းခံတဲ့ပုဂ္ဂိုလ်ဖြစ်လာအဲ့ဒီဇီရုချင်းခံရချင်းလာဖြစ်ဘုန်းတော်ရဲ့တကူဟာမေတော့တော့မရှိဘူးအဲ့ဒီဘုန်းတော်ရဲ့တကူတော့အပြင်သူဟာလူအားဖြင့်မဖြစ်နိုင်တဲ့အရာကိုကြားတဲ့အားဖြင့်ဖြစ်နိုင်တဲ့ဆိုတဲ့စကားတကူကြားတဲ့အခါမှာလက်ခံနိုင်စွမ်းလို့ဆုံးနိုင်စွမ်းနာခံနိုင်တဲ့အစွမ်းတွေတက်ရှိလာဒါကြောင့်ကျွန်တော်တို့ဘောကိုပြန်တွေးကြည့်လိုက်လူအားဖြင့်မဖြစ်နိုင်တဲ့အရာကိုကြားတဲ့ကကျွန်တော်တို့ဘောမှာပြင်းတဲ့ချင်းပြတဲ့ခါမြလို့ပြီးခဲ့တယ်ဆိုတဲ့အချက်ကိုပြန်တွေးကြည့်လိုက်ကျွန်တော်တို့ဘောကဘယ်ပဲချင်းပြတဲ့ခါလူအားဖြင့်မဖြစ်နိုင်တဲ့အရာကိုကြားတဲ့ကကျွန်တော်တို့ကိုပြင်းတဲ့ချင်းပြတဲ့ခါမြလို့ပြီးခဲ့တယ်ဟောင်းဆိုလေနဲ့ဆိုင်လေကျန်းဆိုတာရှုပ်နေဆိုဒါပေမဲ့လည်းကျင်းပေါက်ရင်တော့လုံးထဲနေပေါက်လို့ရတယ်အမှားဆိုရှိအဲ့တော့ကျွန်တော်တို့ဘုဘောကိုပြန်စစ်ချင်ပြီးမှပြန်တွေးချင်တဲ့အခါမှာကျွန်တော်တို့ကိုစကားပြောနေတဲ့အရာသုံးခုရှိတယ်နေတိုင်းကျွန်တော်တို့ကိုရှင်ခေါ်ပြီးစကားပြောနေတဲ့အရာသုံးခုရှိတယ်တစ်ခုကဘာလဲဆိုတော့ကုစိတ်ကကိုယ်မဲစကားပြောတယ်နိကပဝန်းကျင်မှာကြားတဲ့အရာမြင်တဲ့အရာတွေ့တဲ့အရာဂျုံခဲ့တဲ့အရာအားလုံးကကိုယ်အမြဲတမ်းစကားပြောတယ်။နံပါတ်3ကယုံကြည်ခြင်းကိုယုံကြည်ခြင်းကကိုယ်စကားပြောတယ်။ပြောဖို့ပြောနေမတူဘူး။ဒါပေမဲ့အဲ့ဒီအရာ3ခုကကျွန်တော်တို့ကအမြဲတမ်းစကားပြောနေတယ်။ဘာပဲလို့ဘယ်ပဲတော့ဘာပဲဆက်ဘာပဲတော့အဲ့ဒီအရာ3ခုကျွန်တော်တို့ကအမြဲတမ်းစကားပြောပြီးမှသူတို့3ခုကအမြဲတမ်းစကားစစ်ထိုးတယ်။ကျွန်တော်တို့ရဲ့ဘဝမှာတခါအဲ့ဒီ3ခုကတည်တဲ့တာပေါ့။ခါရကစကားများတယ်တို့တုံးကိုကိုပြန်တွေးစီအဲ့ဒီအစားတော့ဘာကစကားများရဖြစ်နေကြတယ်ကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့ဘောထဲမှာယုံကြည်ခြင်းကပြောတဲ့စကားရကိုယ်စိတ်ကပြောတဲ့စကားရဘောင်းခြင်းကပြောတဲ့စကားရအဲ့ဒီတော့ဘာကမတည့်ဘူးပေါ့စကားများရဖြစ်နေကြတယ်အဲ့ဒီမှာကိုယ်ဘောကခြာလေတဲ့ဘာခြာလေတနာဆရာဘောကဘောကဘာဖြစ်လို့လဲတခါတခါကျကိုယ်ယုံကြည်ခြင်းကပြောလိုက်တဲ့စကားနားထောင်ခြင်းဒါပေမဲ့လည်းဘဝစကားပြောတဲ့စကားကိုနားမထောင်မဖြစ်ဘူး။ဘာဖြစ်လို့လဲ။ဘဝစကားပြောတဲ့စကားနားမထောင်ဘူးဆိုအဝိပါခံရမှာအပြောခံရမှာနားမှာလေ။ဘဝနာမှာဒါကြောင့်ဘဝစကားပြောတဲ့စကားနားထောင်ပြီးမှလူကြီးစကားပြောတဲ့စကားကိုခဏပြီးထားလိုက်။တခါတခါကျတော့ကိုယ်စကားပြောတဲ့စကားကိုနားထောင်ပြီးမှလူကြီးစကားပြောတဲ့စကားကိုပြီးတယ်။ဘဝစကားပြောတဲ့စကားလည်းပြီးပြန်လိုက်တယ်။အဲ့ဒီတော့ဘဝတဲ့အဲ့ဖြစ်တာဟုတ်ကလားလက်ခံကလား
ဒီလေဟုတ်တယ်မလားဟုတ်တယ်လားစစ်စစ်လုံးဟုတ်တယ်လားဟုတ်တယ်နော်ဟုတ်တယ်ကိုပြန်တွေးကြည့်ကိုစားတဲ့အစားအစာကိုတောက်တဲ့အချက်တစ်ခွက်တောက်ရမှာမတောက်ရဘူးလားမတောက်ရင်ဒီခါလူကြီးလို့ဆိုလို့ရှိရင်လူများနဲ့အပေါ်ပြီးတော့မတောက်ပြီးဘူးဆိုရင်လည်းလူမိုးကြီးနားမရတူလူဖြစ်သွားတာလူကြီးဆိုတော့နည်းနည်းတောက်တယ်မှအဆင်ပြေတာလေဘာဖြစ်လို့လဲပဝန်းကျင်ကြောင့်ဒါပဲနှစ်ဖက်ကပါမှာပုံပေါ်ခဲ့တယ်ပဝန်းကျင်ကြောင့်ကိုယ်စိတ်ကတော့အုတ်ဒီဘူးထင်တယ်သိတယ်ဒါပေမဲ့ပဝန်းကျင်ကိုအားနာလို့ပဝန်းကျင်ကိုလိုက်တယ်လိုက်ရပဝန်းကျင်ရဲ့စကားကိုနားထောင်လိုက်ရပြီးမှကိုယ်စိတ်ကပြောတဲ့စကားရဲ့သူချစ်ကပြောတဲ့စကားရဲ့မြေပြင်ခရမြေပြင်ထားလိုက်အဲ့ဒီတော့ကိုကျွန်တော်တို့ဘယ်လိုနိုင်မလဲလွယ်သလားမလွယ်ဘူးခက်သလားတကယ်ခက်တယ်လွယ်တော့ခက်တာပေါ့ရှင်းနေတာပဲအဖြစ်ဆရာတော့ဘူးလေလွယ်တော့ခက်တာသိချတာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာခရစ်ယာန်တယောက်ရဲ့ဘဝမှာယုံကြည်ချက်ကပြောတဲ့စကားကိုကျွန်တော်တို့ဘယ်လိုလက်နားလဲဘယ်လိုနားခံနိုင်လဲမေတော်မာရကတော့ဘယ်နဲ့တော့ခက်ကတော့ဘာစက်တဲ့ပြီးမှာသူကပြောတယ်သူအတွေးနဲ့ဘယ်မှာအောင်ဆုံးပြောတယ်သူအတွေးကသူ့ကိုပြောတယ်သူစိတ်ကသူ့ကိုပြောတယ်ငါကမှဆောင်စမ်းမရှိတာဘယ်လိုဖြစ်နိုင်ပါလဲသူစိတ်ကသူ့ကိုပြောတာလေနံပါတ်1ဓမ္မတိကမဖြစ်နိုင်ပါဘူးသူဝန်းကျင်ကိုကြည့်တဲ့အခါသူကြောက်တယ်ဒါပေမဲ့နံပါတ်2ရှားတယ်မတတ်တဲ့အရာရှိဘူးလို့ပြောတဲ့အခါမှာโอเคဟာပါတော့ရှားတယ်အလိုလိုရှင်လဲဒီလဲဒီဘောကွာရှင်လဲရှင်ဘောဘောချဝိဖာလဲနေဘောကိုစိတ်ကိုတော့မိအောင်တော့ကိုစိတ်မှာကြုံကျွနေတဲ့မြေတော့မြေမတတ်နိုင်ဘူးလေခမဲတော့ဘုရားရဲ့အလိုတော်သားဆိုကြားတယ်ကိုကအဲ့ဒီလိုလေးနဲ့ခမဲတော့ဘုရားရဲ့အလိုကိုနားထောင်နားခါလိုက်ရတာလွယ်လွယ်လေးမှလို့ပြောကြတော့လွယ်တာလုံးလိုက်တော့ပြောင်းကြတယ်အရောပုံကြီးတွေအိမ်ဆောက်တယ်ပေါ့နော်အင်ဂျင်နီယာတဲ့ခါမှမတည့်ဘူးဆောက်လို့ရတဲ့ခါမှမလုပ်ဘူးဒီဘောတော့ခါမှမကဲဘူးလွတ်တဲ့ဖြစ်တာဆိုတော့အင်းမရှိတာအဲ့ဒါကိုအချစ်ချင်းအိမ်ဆောက်ကြတာလေလွယ်တာမှတော့ပြောရတော့လွယ်တယ်တို့ပြောင်းတယ်အရှိကနောက်ထားနောက်ကိုရှိထားသင်ပေးနေတာပဲဒီလိုနဲ့ပဲအဲ့ဒီတော့ဘယ်တော့တခင်မှကိုကျွန်တော်တို့ကြည့်ပြီးမှသူ့ကိုကိုပဲသူ့ကိုယုံကြည်တယ်သူ့ကိုအားကိုးတယ်ဆိုတဲ့နေရာမှာသူ့ရဲ့ဘာကိုကျွန်တော်တို့အားကိုးထိုက်တယ်လေသူ့ရဲ့ဘာကိုကျွန်တော်တို့တကယ်ပဲအကိုးယူထိုက်တယ်ဆိုတာကိုတွေးရမှာအဲ့လိုတွေးတဲ့အခါမှာခုနပြောတယ်သူဟာကိုယုံကြည်ချက်ကပြောတဲ့စကားကိုနားထောင်နိုင်တယ်ဒါနဲ့သူ့ရဲ့ကိုအားကြောင့်တော့ကျွန်တော်တို့ခုနပြောတယ်သူရရှိခဲ့တဲ့ဝိညာဉ်တော်ကိုအားကိုယုံကြည်လို့သူရရှိခဲ့တဲ့ဘုရားရဲ့သူ့ကိုပြတဲ့ကြီးစတော်ကိုယုံကြည်လို့ရှားတဲ့စကားကိုနားထောင်နိုင်ခဲ့တာတစ်ဖက်ကနေပြောမယ်ဆိုရင်သူရရှိတဲ့ဝိညာဉ်တော်သူရရှိတဲ့ကြီးစတော်ကိုယုံကြည်လို့အမေတော်ရဲ့အလိုကိုနားထောင်နိုင်ခဲ့တာပဲဒါကြောင့်ဘောင်းချက်ကပြောတဲ့စကားကိုသူပြပြထားလိုက်သူစိတ်ကပြောတဲ့စကားကိုပြပြထားလိုက်သူချစ်ချက်ကပြောတဲ့စကားကိုနားထောင်လိုက်အဲ့ဒီတော့သူချစ်ချက်ကပြောတဲ့စကားကိုနားထောင်လိုက်တော့ကျွန်တော်တို့ဒီဇနီးမေတော်တို့ခင်မဆိုပြီးကြီးကြီးကျယ်ကျယ်ခန်းနာနာနဲ့သူ့ကိုဂုံပြုတ်ချင်းချိုးပြီးမှတော့အားကိုးတဲ့ချင်းနဲ့မေတော်ထပ်ပါအခုတဲ့ချင်းနဲ့လာကြတယ်အဖေတို့လေဘာလို့ဒီချင်းတဲ့စကားကိုနားထောင်လို့ဘောင်းချက်စကားကနားမထောင်ဘူးဘယ်သူရဲ့စိတ်ကပြောတဲ့စကားတွေနားမထောင်ဘူးအဲ့တော့ကျွန်တော်တို့ဘဝမှာလည်းပြန်တွေးတဲ့အခါမှာကျွန်တော်တို့ဘဝမှာပြန်တဲ့ခါများယူချင်ချစ်ကပြောတဲ့စကားကိုတို့ပြန်တဲ့ခါများနားထောင်လိုက်တယ်ကျွန်တော်တို့ diocese မှာတော့ဘူဆရာကောင်းပြီးမှကျေးဇူးတင်ဆရာကောင်းနဲ့အဖြစ်တကူတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ white cross အားတိုင်းကျွန်တော်ပြောရပါတော့ဒီမှာ white cross လာတဲ့ကအရက်မတော့ဘူးဆိုတဲ့တိုက်ပွဲပေါ့နော်ခုနေကြီးတိုက်ပွဲမျိုးပေါ့ဟုတ်မယ်အဲ့တော့ကျွန်တော်တို့ဝိနည်းတော့ကကျွန်တော်တို့ဘဝမှာတကယ်ရှိတယ်ဝိနည်းတော့ကကျွန်တော်ဘဝမှာတကယ်ခွာတဲ့ရှိလူအားဖြင့်မဖြစ်နေတဲ့အရာကိုဒါရှိလို့လည်းတော့ကိုတော်ပါပဲအဲ့ဒီကိုတော်လည်းဖြစ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဘဝကိုကျွန်တော်တို့ဘယ်တစ်ခါမှတကယ်ယူချင်ခဲ့တယ်လေပေါ့အဲ့ဒါအရေးကြီးတယ်
မေတော်တကယ်မှတော့သူချင်းလိုက်ခဲ့လို့ကျွန်တော်တို့ကိုတရားချင်းလိုက်ခဲ့တာကျွန်တော်တို့ဘယ်နှခါသူချင်းလိုက်ခဲ့တယ်အဲ့ဒါကိုပြန်ပြီးကိုဘောင်းချင်မကြည့်နဲ့ကုမိသားဆိုပဲပြီးကြလို့ရှိရင်ကုမိသားဆိုမှတခါတခါမိသားစုမှာပြဿနာတက်တယ်ဒီနေ့မရစကားများတယ်ဒါနဲ့ဒီဟာကိုကျွန်တော်တို့အမှုချင်းမှာစကားများတယ်ဝိမာနဲ့ခမနဲ့အပေါ်လို့စကားနဲ့ရှာဖြစ်တယ်လူအားဖြင့်ဖြစ်နေဘူးနေနိုင်တော့မရတော့ဘူးဒါနဲ့ကျွန်တော်တို့မေတော်တခင်ကအားကိုပြီးရကတတ်နေတယ်ဆိုတော့ကျွန်တော်တို့ဘယ်တစ်ခါပဲလက်ချက်ရကအနန္တနိုင်တယ်ကျွန်တော်တို့ပဲလက်စပါတကားကဖုန်းစတဲ့ဓမ္မစတဲ့ဘုရားနဲ့အကြည့်ရဲ့ချစ်နဲ့ဘာဟုတ်တဲ့အစားချစ်စကားပြောကြပြကြတယ်ကျွန်တော်တို့ခါကြပြရတယ်ကျွန်တော်ဆိုဘာမှမဟုတ်ဘူးကွာတကယ်ဟာတော့ပြောတာလူတွေတကယ်စားတဲ့စကားပြောတာသူရဲ့အကြောင်းရှိမှရှာလို့ဆိုဘာမှမဟုတ်တဲ့အစားစကားပြောကြတာဟုတ်တဲ့အစားကဘယ်စကားမပြောဘူးအဲကြောင့်တချို့ပြောတယ်ကိုယ်ဆက်ဆိုးလိုက်ဘာမှမဟုတ်တဲ့အစားဆက်ဆိုးတာဆက်ဆိုးမဲ့တဲ့ညမှာဘာမှဆက်ဆိုးဘူးလေလူတချို့ဆက်ဆိုးဘာမှမဟုတ်တဲ့အစားဆက်ဆိုးတယ်ဘာကြောင့်ဆက်ဆိုးတယ်ဘာမှမဟုတ်လို့ဆက်ဆိုးတာအဲ့လိုလာတာပြောစရာကောင်းတယ်လောကကြီးရတယ်ဒီလိုလာတာအဲ့ဒီတော့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့မိသားစုကျွန်တော်တို့ parents မှာကျွန်တော်တို့ဟိုမှာမေရတမန်တော်ပွင့်တယ်မှာဘောပကဆွေးတဲ့အခါမှာမေရတမန်တော်အခါဆွေးတဲ့အခါမှာအပွဲစမှာရက်ပွင့်မှာစီလုံးမှာစီမမှာအဲ့ဒီလိုတာမရှိတဲ့ကိုယူတဲ့အခါမှာကျွန်တော်တို့စုချင်းစကားပြောတဲ့စကားတော့နားထောင်နိုင်တယ်တခါတခါကျွန်တော်တို့ diocese တို့ parents တို့ချင်းတဲ့အခါမှာကျွန်တော်တခါတခါဆွေးတဲ့အရာလေးတွေရှိတယ်ဟုတ်တာမို့တာပါတာကောင်းတယ်မကောင်းပါတာငါအမျိုးငါအလိုနေရမဆိုတဲ့ဟာမျိုးပါလာပါဒါကြောင့်လေအဲ့ဒါဆိုလည်းဒါပြီးလိုက်တရားကိုကြည့်ဆိုရှိတယ်မြတ်တဲ့မင်္ဂလာပို့ရှိတယ်ဒါကကျွန်တော်တို့ကချင်းချင်းကပြောတာဟုတ်တယ်ချင်းချင်းကလည်းဟုတ်တယ်ဒါပေမဲ့ဒီမှာဖြစ်ဖို့လေအဖျားတရားတော့ဟုတ်တယ်ဒါလည်းတို့တော်လည်းပဲတကယ်တော့ဖြစ်ပြန်ဖို့လေအဲ့လိုနဲ့ကျွန်တော်တို့ကအကြောင်းရှိအကြောင်းရှာကြားစီကနေဥယျာဉ်မရအရာထွက်သွားတာအကြောင်းမရှိအကြောင်းရှာဒီမှာကြားရအောင်လို့ကနေမရအရာထွက်သွားတာဒီလောက်စစ်ပြက်စရာကောင်းတယ်ဒါပေမဲ့တစ်ဖက်ကတည်းကပြန်စားလို့ရှိရင်ကျွန်တော်တို့ဘုရားမှာကောင်းတဲ့အားလို့ရှိတယ်အခုနပြောတဲ့အားနဲ့ချက်ရှိတယ်လို့ကျွန်တော်တို့တစ်ဖက်ကတည်းကကျွန်တော်တို့ဘလောက်ပဲစစ်ပြက်စရာခေါ်တော့ဖြစ်နေပါစေကျွန်တော်တို့ဘုရားကိုရှိခိုးတယ်အတန်နဲ့ဆုံးစေဆုမှဆိုတဲ့စက်တိကြိုက်တယ်ဒါဆိုဆိုတော့စေဆုဆိုတဲ့စက်တိမစားတော့ကြိုက်လာတယ်အဲ့ဒါကျွန်တော်တို့ကိုရင်ဘောတော့တုံးချစ်တာပဲတုံးကြီးကိုရင်ဘောတော့ငယ်ချစ်တယ်ဟာဖာတာအန်ဒရီယာတို့ကိုမိတဲ့မိခွန်းကိုရတဲ့မောချင်တို့ကမိတဲ့မိခွန်းကဖာတာအန်ဒရီယာမိတဲ့မိခွန်းကပါလဲဆိုပူရောတဲ့ကျွန်တော်တို့မှာဆိုတော့စင်းဆိုတော့ဒါပေမဲ့စကားလဲချမ်းချမ်းတန်းပြောတယ်ဆဲတယ်လို့မှမဖြစ်ဘူးအချိန်လုံးစုပေးဆဲတယ်ကြတယ်ဒါဆိုစူတော့အကျိုးရှိမလားလို့မေးလိုက်တာဖာတာအန်ဒရီယာကဘယ်လိုဖြစ်နေတယ်ဆိုတော့တော်ကြီးတယ်အဲ့ဒီလူကဆိုတော့ကြီးလို့သူမတော်လို့ဆိုမြင်ပါတတ်နေတော့တော်ကြီးတယ်မင်းကျေးဇူးတင်ကြပါအဲ့ဒီလူကဆိုတော့ကြီးလို့မျိုးဘာမှမလုပ်တာသူမတော်တော့ဘူးဆိုမြင်ဖို့အခုချိန်မှာတတ်နေတော့ဘူးဆိုတော့ဒါလည်းဟုတ်တာပဲဆိုတော့တော့ဘာငင်းစီရငင်းလေးနေဆိုကားတော့ဘာမှမချင်တော့ဘူးသူတို့ကျွန်တော်တို့ကောင်းတဲ့အစားတော့ခုနပြောတယ်ဘုံမိသားစုမှာအစမပြေတာတခါတည်းရှာဖြစ်တဲ့စကားမဲ့တဲ့ဦးရချိန်မဲ့ဒါမှမဟုတ်လေအဖေရတဲ့အချက်ဘူးအမေရတဲ့စကားမြဒါကြီးနဲ့လေဘာဖြစ်ဖြစ်ကိုဖျားကြားတော့တွေ့ရတဲ့ချက်မရှိတယ်အဲ့ဒါကိုလို့ဆရာကောင်းတာဒါပေမဲ့ဒီချက်ကြော်တယ်သူစားရမှာနံပါတ်3အနေနဲ့ကျွန်တော်တို့သူစီရမယ့်ချစ်ကြပါတယ်ပေါ့သူစီရမယ့်ချစ်ကြပါဘုရားပြောတဲ့စကိကဒီ Ecclesiastes လူခရစ်ယာန်ဆိုတဲ့စာချုပ်တော်ထဲမှာထုတ်တော့မှထုတ်တဲ့စာချုပ်တော်ထဲမှာဘာပြောထားတယ်လဲဆိုတော့မေရီဟာသူဘဝမှာသူရဲ့အပေါ်မှာဝိညာဉ်တော်ဘုရားပြုတ်ဝိညာဉ်တော်ဘုရားဆက်တယ်ဆိုတာနံပါတ်1ယုံကြည်ရမယ်နံပါတ်2သူလွယ်တဲ့သူရမယ်ခလေးဟာတန်ရှင်နေတဲ့ကိုတော်အဖြစ်ခမင်းတော်ပြန်တားတော်ဆိုတာကိုသူယုံကြမယ်အဲ့ဒီမှာကိုယုံရမယ်အဲ့ဒါဘုန်းကြီးကမှသူ့ကိုတော့ဆိုခဲ့တာမေရောအဲ့ဒီကိုယုံရ
နံပါတ်1ကသူ့ရဲ့ပေါ်မှာဝိညာဉ်တော်ဖျားကဲစက်တဲ့ဆိုတော့သူယူအပရမတ်ကိုယူကြည့်ရမှာနံပါတ်2ကသူရတဲ့ခလေးဟာလူအားဖြင့်မဟုတ်ဘူးအမြင့်ဆုံးဖျားတဲ့တားတော်ဖြစ်တာကိုသူယူကြည့်ရအဲ့ဒီနော်အဲ့ဒီတော့မမို့မို့ဆိုလို့ရှိရင်သူဘောကလည်းပြန်လက်ကားပြီးသွားမှာသူဖျားကိုယူလဲဆိုတော့လက်ကားပြီးသွားနိုင်တယ်ဒါကြောင့်ဒီအရာတစ်ခုယူကြည့်ရမယ်တဲ့ဟုတ်ကြပေါ့အစကင်ကမေရီကိုကိုကတည်းကအဲ့ဒီအရာတစ်ခုတော့ခံထားတာအဲ့ဒီအရာတစ်ခုလက်ခံယူကြည့်ရမှာကိုကတည်းကကိုယ်စီကနေထွက်သွားတယ်တဲ့အဲ့တော့သူဘာကြောင့်လဲဆိုတော့ဘုရားမင်းကဆက်ပြောတာဘာကြောင့်လဲဆိုတော့သူဟာဝိညာဉ်တော်ဖျားရဲ့စီလို့စီတဲ့တဲ့ချက်ခံထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူအဲ့ဒီဟာကိုယူရမှာစီတဲ့တဲ့ချက်ခံထားတဲ့ပုဂ္ဂိုလ်ကမမဝိညာဉ်တော်ဖျားရှိတယ်ဆိုတာယုံကိုယူလာမယ်တဲ့နံပါတ်1အဲ့တော့မေရောအဲ့ဒါယူလိုက်ဝိညာဉ်တော်ကဘောမှာတကယ်အလုံးလုံးတော့ဆိုတော့သူယူလိုက်နံပါတ်2သူဝမ်းကြတဲ့မှာလွယ်တဲ့ခလေးဟာလူအားဖြင့်မဟုတ်ဘူးညားတကယ်အားဖြင့်ဖြစ်တယ်ဆိုတာသူယုံကိုယူလာတယ်ဘယ်ယူလို့မရနားလေလို့ဘုရားကအဲ့ဒါကိုဆိုလို့တော့ခံထားတာဆိုသူယူကြတော့မှာဒါတော့ကျွန်တော်တို့ဘဝမှာလေနားလေလို့ဘုရားတခါဒါပေမဲ့ယုံကိုယူတဲ့ဟာရှိတယ်နားလေလို့တာဆိုမှဆိုတရားကိုယုံစရာအကြောင်းမရှိဘူးဒါကြောင့်ကျွန်တော်တို့ကတိလေးနဲ့တခြားခရီးတိုင်းကိုတွေနဲ့ကွာချမ်းသွားပါတယ်ဆိုတော့သူတို့စိတ်တိုင်းနားလေတဲ့တရားကိုယုံချင်တယ်ငါတို့ကလုံးဝနားလေတဲ့တရားကိုယုံချင်တယ်ဒါပဲကွာမယုံရင်ကြည့်လေတရားဟောလိုက်ဟိုနားလေတဲ့မှာလေအတော်ပဲငါပြစ်ချင်တဲ့အတော်ပဲငါစိတ်ခါစားချင်တဲ့တူတယ်ငါအားရတဲ့အားနဲ့တူပဲသူအားရချက်သူနားလေတဲ့သူရဲ့ခံယူချက်ပေါ်မှာမူတည်မှသူတရားကိုယုံတာငါတို့ကတော့ခရိယာတက်တဲ့ခရိယာတည်းမဟုတ်ငါတို့ခံယူချက်တဲ့တခါကဆန့်ကျင်ဖြစ်တယ်ငါတို့ဘောလည်းဘုရားကိုဆန့်ကျင်ဖြစ်တယ်ခုနပြောတယ်မိသားစုကျွန်တော်မိသားစုဘဝဖြစ်နေတဲ့ဘဝနဲ့ပူဇုံကြည့်တဲ့ဘုရားကဆန့်ကျင်တဲ့ဖြစ်မယ်ဒါပေမဲ့အဲ့ဒီဘုရားရဲ့တွေ့ကပ်နေရတာကိုနေတဲ့ဘဝနဲ့ဘုရားရဲ့အလိုနဲ့ဆန့်ကျင်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီဆန့်ကျင်ဖြစ်တဲ့ဘုရားကိုကျွန်တော်တို့တွေ့ကပ်နေရတာဘယ်တော့ပြောစရာကောင်းလဲလူစန္ဒလူအတူနဲ့ဆန့်ကျင်ဖြစ်တဲ့ဘုရားကိုကျွန်တော်တို့ကိုကိုယ်ွယ်တာလေလူစတဲ့နားမယ်လူအတူနဲ့နားမယ်ဘုရားကိုကိုယ်ွယ်တာလို့ဆိုအစကလည်းအဲ့ဒီဘုရားကိုကိုယ်ွယ်မှာတော့ဦးစိတ်ကိုတာလိုက်တယ်ဆိုဘုရားကိုစုံမနေနဲ့တော့ဘယ်လိုကြောင့်ဆိုတာကျွန်တော်တို့ဆရာတော်ကကျေစီခရခရပြောတာအားရတယ်အဲ့တော့ကျွန်တော်တို့ဘုရားကိုကိုဂျုံရမယ်ဘာလို့ဂျုံရမလဲအခုနကပြောတယ်ဂျုံကြည့်ရတဲ့ချက်မေတော်တို့ပဲကျွန်တော်တို့လည်းစကြဝဠာခံတဲ့ခါမှာစီလင်းကျန်တဲ့ခါတဲ့ပုဂ္ဂိုလ်တွေပဲဒါဆိုရင်တော့ဘုရားပြီးချခါတဲ့ပုဂ္ဂိုလ်တွေပဲငါတို့ကဝိညာဉ်တော်ဘုရားရှိတယ်ဆိုတာဂျုံကိုယူရဘာသာတို့ဂျုံကိုယူရမယူလို့ကိုပြမယူရင်သွားပြီအဲ့ဒီလိုလုပ်နေဂျုံကိုယူရအဲ့ဒီအပေါ်မှာပေါ့ထပ်ယူရမယ်ဆိုတော့ထပ်ထည့်ခြင်းတဲ့အရာတစ်ခုကဒါဆိုရင်တော့ပြရတယ်အမှုတော်မြတ်နေတဲ့မှာအမြင့်မားဆုံးအမှုတော်မြတ်ကပါတယ်လို့ပြောလို့ရှိရင်လူတွေကပါပြောမယ်တကူလေးခဏပြရတာတော့ဒီတဲ့လို့ကိုရှင်ပြထမ်းလို့စီတာတော့အနာတော့ကငြင်းစင်နေတာတော့ပြောပါပဲဒါပေမဲ့မဟုတ်ဘူးအဲ့ဒီလူကိုပဲဒီတဲ့လို့ကိုရှင်ပြထမ်းလို့လိုက်ထားအောင်ဘုနာကိုပြုတ်ကဲတော့ပို့တတ်နေတဲ့ထားအောင်ဒီတော့ကိုပဲဆွေဆွေတဲ့တကူတော်ရှိနေထားအောင်အဲ့ဒီအရာကမျိုးကိုကနေကမပို့နိုင်ဘူးဒါကြောင့်ဒီအရာကိုကနေကမပို့နိုင်တဲ့ခရစ်တော်နဲ့တပေါင်းတစ်စိတ်ပြည့်တော့မဖန်တီးနိုင်တဲ့အရာအားလုံးဟာမိနစ်တော်ရဲ့ကြီးမားတဲ့ကြီးဆိုတော့မဟုတ်ဘူးဒါဆိုဘာဖြစ်မလဲလွယ်လေးပဲကျွန်တော်တို့ကတည်းကခဏလောက်လာနှုံတရပြအပတ်ဖြစ်မိနစ်တော်ဖျားရဲ့လူသား